အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှာတော့ကောင်းစင်လေးပေါ့နော်ကျွန်တော်တို့ကနေစဉ်တက်တာတေးမှာတည်င်းပြောသူလားအတင်းပြောသူလားပေါ့နော်တည်င်းလို့ပြောတဲ့အခါမှာနှမျိုးရှိပါတယ်အဲ့ဒါကတော့တည်င်းကောင်းတည်င်းစုရပေါ့နော်အချူတော့တည်င်းကောင်းလို့ကျွန်တော်ပြောတိုင်းကကျွန်တော်ဘဝအတွက်တိဆောက်ဆရာဖြစ်ခြင်းမဖြစ်မဲ့တည်င်းစုကတော့ပြောနေတော့နေပေါ့နော်ဆိုတော့ကျွန်တော်ကတည်င်းကောင်းဆိုတဲ့အခါမှာလည်းအဲ့ဒီတည်င်းကဘယ်လောက်ထိလူတွေကိုကျူးပြုတ်တယ်လဲအဲ့ဒီဟာလေးကလည်းအရေးကြီးတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်လူတွေကတည်င်းပြောရင်ပြောနေအတင်းပြောတတ်တယ်ပေါ့နော်အတင်းပြောတယ်လို့ဒါများလာတယ်တချို့ကျတော့အဲ့ဒီတည်င်းပြောရင်တန်လန်ပဲအတင်းတွေကပါပြီးပြက်ပြီးပါလာတယ်ပေါ့နော်ကျွန်တော်ဘေးထိမှပါနေတယ်လေပေါ့နော်ကျွန်တော်၈နာရီလောက်ကျွန်တော်တရက်မှာသုံးပြုတ်မယ်ဆိုတော့အဲ့ဒီတရက်၈နာရီလောက်ထိပါကျွန်တော်တို့ကတည်င်းလို့ပြောတဲ့ခါမှာတည်င်းစုကိုပြောတာများသလားဒါမှတည်င်းကောင်းပြောတာများသလားအဲ့တည်င်းကောင်းထိမှလည်းပဲကျွန်တော်ကအဲ့တည်င်းကောင်းလို့ပြောတတ်လားသူတို့ဘာအတင်းကိုပြောနေတော့သူလာတာကလည်းဒီမတန်အရေးကြီးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ဘဝတက်တာတေးမှာဒါလေးကလည်းစင်ချင်မှုဖြစ်လာမှာဖြစ်တဲ့အတွက်ကုနေစင်တက်တာတေးမှာအချိန်တိုင်းစက္ကန့်တိုင်းတေးမှာကျွန်တော်ကဒါကဝေဖန်ဆန်းစစ်ရမှာဖြစ်တဲ့အဲ့ဒါလိုပဲကျွန်တော်တည်င်းကောင်းထဲမှာအကောင်းဆုံးကတော့သခင်ယေရှုခရစ်တော်ရဲ့လက်ဝါးကတိုင်းကေတင်ရှင်တရားကတာလေလူဘဝကိုယခုဘဝနောက်ဘဝတောင်းယူစေမှာဖြစ်တဲ့အတွက်ဒီအနေနဲ့တည်င်းကောင်းထဲမှာတော့မှာပဲသခင်ယေရှုခရစ်တော်ရဲ့လက်ဝါးကတိုင်းကေတင်ရှင်တရားကိုတာဟောပြောပေးပါလို့အရောက်စီတိုင်းပေါ်မှာပြရှင်ကောင်းပြပြပါစေ